အချစ်ရေးကိုဝေဖန်ပိုင်းခြားနိုင်တဲ့နှလုံးလမ်းကြောင်းအကြောင်းကိုမျှဝေပေးလိုက်ပါတယ်နှလုံးလမ်းကြောင်းကကြာသာပတိကျိုကုံစနေကျိုကုံနဲ့လက်ညှိုးနဲ့လက်ကလေးကြားကနေစတင်နေခဲ့မယ်ဆိုရင်အချစ်ရေးကိုပုံဖော်ရမှာအလွန်အားကောင်းပြီးတော့မတူညီတဲ့စိတ်ခံစားမှုများကိုဖြစ်စေပါတယ်ဒီလိုလက္ခဏာပိုင်ရှင်တွေကအချစ်ရေးမှာဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ရှိတယ်မေတ္တာရေးကိုစိတ်ကူးရင်နေပြီမယ်လက်တွေ့ဘဝကိုမျက်ွယ်ပြုပြီးတော့ဆုံးဖြတ်ချက်ချလိမ့်မရှိဘူးသူတို့ကဒေါသစိတ်မာနစိတ်များနဲ့စူပေါင်းထားတဲ့မေတ္တာရှင်ဖြစ်တယ်သူတို့ကချစ်ချင်းမေတ္တာကြီးမားတယ်လို့မာနလည်းကြီးတတ်ကြတယ်ကြီးစားလည်းများတတ်ကြတယ်အချစ်ရေးမှာသူတို့လူတာမရရင်ဒေါသကြီးတတ်တယ်စိတ်ခံစားမှုပြင်းထန်တာကြောင့်အခွင့်အရေးများလည်းဆုံးရှုံးရတတ်တယ်အထူးသဖြင့်စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တွေချမှတ်တဲ့အချိန်မှာဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ်သူတို့ဟာတဲငယ်တကူကောင်းဆန်တယ်သူတို့ရဲ့ဘဝရှိမှချက်ကိုအခြေရေးထက်ပိုဦးစားပေးတတ်တယ်ဒါပေမဲ့နောက်ပိုင်းမှာချစ်သူနဲ့အပေးယူလို့ဆွေးနွေးအဖြေရှာတာမျိုးတွေလုပ်တတ်ကြတယ်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကစိတ်ခံစားမှုကိုလက်တွေ့ကြကြအခြေညှိနိုင်မှသာအချစ်ရေးမှာပုံမူခိုင်မာပြီးတော့ပျော်ရွှင်တဲ့မိသားစုဆက်ဆံရေးကိုရရှိနိုင်မှာဖြစ်ပါတယ်